马克松林那里，写咯，写呗，就大概了，要的多肥了呀。Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ထမင်းမစားပြတာကြာပြီဆိုတော့ထမင်းစားပြမှာပေါ့နော်ဟင်းအနေနဲ့ကတော့ဒီမှာကဒတ်ဟင်းချိုနေပေါ့နော်ကဒတ်ဟင်းချိုရဲ့ထမင်းရဲ့ဒီမှာငပိရေကောင်းတစ်ခွက်ဖြော်ထားတယ်နောက်ပြီးတော့စူပေါရွက်ရဲ့ဟိုအကြောင်ရှာသေးရဲ့ခရမ်းချင်သေးရဲ့တခွာသေးရဲ့ဒါတွေစားမှာပဲဖြစ်ပါတယ်ရှယ်ပဲပေါ့နော်ကျွန်တော်အကြိုက်တွေကြီးပဲကဲအခုထမင်းစားတော့မှာပေါ့နော်ဒီမှာကဒတ်ဟင်းချိုနဲ့ငပိရေပြပေးမယ်နော်ရှယ်လောက်ထားတယ်ကျက်တုံးနေကိုလေးဖုတ်ပြီးတော့မီးဖုတ်ပြီးတော့မြေကြီးပြောနေဒီမှာပစုံနေနဲ့လေရှယ်နော်ရှယ်ပဲကိုစားခြင်းနဲ့ကိုလောက်လာတာကြောင်ရှာသေးမီးဖုတ်ထားတယ်နော်ဒီတန်ကြိုက်လားစုံနေလားကတိုင်းချွားလဲရှယ်ပဲနော်စူပေါရွက်စူပေါရဲ့နုံလေးခူတာဝိမခုဆိုရင်တော့ကဒါတော့ရာသီပေါ်ပေါ့နော်ရာသီပေါ်ခင်းလေးရပြီးဆက်လေးနဲ့ကတိုင်းနွေလေးနဲ့血呗，我自己都想吃面面的了。
有比较杀了，嘴巴变了。这个原来没米呢。对，啊，大家把哦。三千币。写呗，把两个杯子然后写呗。သမီးလာစားချင်းလာစားလို့ရအောင်။ဒီကကောင်မကျွေးနိုင်တော့ကပေးကကောင်တော့ကျွေးနိုင်တော့ကောင်းနေရပဲနော်ဒီပေးရကြည့်ကတဟင်းကိုလေဒီမှာတယောက်နဲ့နိုင်နဲ့ပိန်စိမ်းနဲ့အောက်ပြီးတော့လေအနားလည်းမွေးအရသာလည်းရှိအား
ကောင်းစားလဲစားတယ်အခုကတော့ကြောင်ရှာစီပဲကြာတော့ဗောနော်ဒီများတော့ကုန်သွားပြီဆောင်းတိုင်းနဲ့ဒီပြဘာမိန်နေရောဗျအခုကျွန်တော်ဗီဒီယိုကြည့်ရှုပေးသူအားလုံးလည်းကျေးဇူးတင်ပါတယ်နော်နောက်ထပ်ဗီဒီယိုမှာလည်းကျွန်တော်ဘာတွေစားပြအောင်မလဲဆိုတာလည်းစောင့်ကြည့်ပေးကြပါဦးနော် Thank you for watching my sorry Thank you for watching my video see you the next video ဘာသာလို့ဘာပြောလို့ပြောမှမသိပါဘူး